မသေးခင်စားဘူးသွားတင်တော့အတီးများနံပါတ်1ငှက်ပြောသီးရေခဲမှုငှက်ပြောသီးရေခဲမှုဆိုလို့ငှက်ပြောသီးနဲ့လှုပ်ထားတဲ့ရေခဲမှုလို့ထင်ရမှာပါဒါပေမဲ့တကယ်တမ်းမှာတော့ရေခဲမှုအရသာထွက်နေတဲ့ငှက်ပြောသီးကိုပြောတာဖြစ်ပါတယ်အရှိတောင်အာရှဘက်မှာစပြီးမျိုးဖောက်ခဲ့ပြီးတော့အခုတော့ဟာဝိုင်နဲ့အမေရိကတိုက်တွေမှာပါစတင်ပေါက်ရောက်နေပါပြီဒီငှက်ပြောသီးတွေကမမဲခင်ဆိုရင်အပြာနုရောင်ပုံတံရှိပြီးတော့မှဲ့သွားရင်တော့အဝါရောင်ဖြော့လေးဖြစ်သွားပါအဓိကတော့အထက်ကအသားတွေကတခြားငှက်ပြောသီးတွေလို့မဟုတ်ပဲနဲ့နူးညံ့တဲ့ခရင်ပုံစံမျိုးရှိပါတယ်စားဘူးတဲ့သူတွေကတော့ဗနီလာရေခဲမှုလေးစားရတယ်လို့ပဲလို့ဆိုပါတယ်ဒါကတော့စားဘူးမှပဲသိမှာပါနံပါတ်2နနက်သီးပန်းရောင်နနက်သီးတွေကတော့တထဲတွေစားတဲ့နနက်သီးဆိုပြီးတော့နာမည်ကြီးပါတယ်ဒီနနက်သီးတွေကိုကော်စတာရီကာနိုင်ငံကနေစတင်မျိုးဖောက်ခဲ့ပြီးတော့အလွန်ရှားတဲ့နနက်သီးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်အပြင်ကကြည့်လိုက်ရင်တာမန်နနက်သီးလိုပဲဆိုပေမဲ့အထဲကိုခွဲကြည့်လိုက်တော့မှပန်းရောင်တန်းနေတာဖြစ်ပါတယ်ဒီနနက်သီးတွေကအဆစ်ပါဝင်မှုလည်းနည်းပါပြီးတော့ပုံမှန်နနက်သီးတွေလောက်လည်းမချင်ဘူးလို့ဆိုပါတယ်နနက်သီးကိုမှအချိုဘက်သွားတဲ့အသီးမျိုးဖြစ်ပြီးတော့အရေးလဲပိုရွှမ်းတယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီနနက်သီးတွေကတစ်ခါမျိုးအောင်မှုဆိုရင်16နှစ်လောက်ထိကြာတတ်တာကြောင့်ရွှေလိုတန်မိုးကြီးတဲ့နနက်သီးတွေဖြစ်ပါတယ်လူချင်းမင်းတို့လည်းဒါမျိုးနနက်သီးတွေကိုအမြန်ဆုံးမျိုးအောင်ခြင်းနေဆိုရင်တော့မြမဩဘာကိုသာအသုံးပြုလိုက်ကြဖို့အကြံပေးချင်ပါတယ်နံပါတ်3အကီဒီအသီးကတော့ဂျမေကာနိုင်ငံကိုကိုစားပြုတဲ့အသီးဖြစ်ပါတယ်တချို့ကလည်းဂျမေကာအသီးလို့ခေါ်ကြပါတယ်ဒီအသီးကအကြည့်တော့သာစားခြင်းစရာလေးဆိုပေမဲ့အစားမတက်ဘူးဆိုရင်အင်မတန်အနေရများတဲ့အသီးဖြစ်ပါတယ်ဒီအသီးကိုမမဲ့သေးပဲနဲ့သွားစားမိမယ်ဆိုရင်အော်ဆွဲရတဲ့3လီတာမျိုးတွေပါဖြစ်တတ်ပါတယ်အခက်မသိရင်အသက်အန္တရာယ်ကိုပါထိခိုက်နိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ဒီအသီးကစားတတ်ရင်အလွန်တန်မိုးရှိပြီးတော့မြေပဲထောပတ်လေးစားရတယ်လို့ပဲလို့ဆိုပါတယ်ဒါကလည်းစားကြည့်မှပဲသိမှာပါနံပါတ်4ဘောလုံးသီးဒီသီးကိုတော့အရှိတောင်အာရှဘက်ဒီမှာဆိုရင်ဘောလုံးသီးဆိုပြီးလူသိများပါဒီသီးကလည်းအစားမတော်ဘူးဆိုရင်တလုတ်ထဲနဲ့ဘဝကူသွားနိုင်တဲ့အသီးမျိုးပါအသီးရဲ့ပုံစံကတော့ဩဇာသီးတို့ဘာလို့လိုမျိုးအထက်ကအစိတ်ကိုခွာစားရတာဖြစ်ပါတယ်ဒါပေမဲ့ဒီအစိတ်တွေကအခက်မသိရင်အစိတ်ရှိတတ်ပြီးတော့ပြုတ်စားမှပဲအစိတ်ပြေတယ်လို့ဆိုပါတယ်တချို့သောနိုင်ငံတွေမှာတော့မစားဖို့ဒီတားမြစ်ထားပေမဲ့အင်ဒိုနဲ့မလေးဘက်တွေမှာတော့အမဲသားစပြုတ်တို့ဘာလို့တောက်တဲ့နေရာမျိုးတွေမှာတွင်တွင်ကြဲကြဲအသုံးပြုလေးရှိပါတယ်အဲကြောင့်အင်ဒိုနဲ့မလေးဘက်တွေမှာအမဲသားစပြုတ်တောက်မယ်ဆိုရင်သတိသာထားကြဖို့အကြံပေးချင်ပါတယ်နံပါတ်5ချောကလက်သီးဒီစားရှိတဲ့သူတွေကတော့ချောကလက်စားဘူးကြတယ်ဆိုပေမဲ့ချောကလက်အသီးဆိုတာကိုတော့စားဘူးချင်မှစားဘူးမှာပါတကယ်တော့ချောကလက်သီးဆိုတာကိုကိုးစီကနေလာတာဖြစ်ပါတယ်ကိုကိုးသီးကိုခွဲလိုက်ရင်ထွက်လာတဲ့ချွဲပြပြအစိတ်လေးတွေကိုကိုကိုးစိတ်လို့ခေါ်ပါတယ်ဒီအစိတ်တွေကိုငှက်ပြောရွက်နဲ့ဖုံးပြီးတော့အရင်ဆုံးအချင်းဖောက်ရပါတယ်အဲ့လိုနဲ့ရန်နိုင်ငံလောက်အချင်းဖောက်ပြီးသွားရင်တော့နေပူထုတ်ပြီးတော့အချောက်လှမ်းရပါတယ်ခင်းရောင်ကနေအညွှရောင်ဖြစ်ပြောင်းသွားပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့တဲတဲကိုထဲလှော်ရမှာပါပြီးသွားရင်အပေါ်ရန်အခွန်တွေခွာပြီးတော့ငရုတ်စုံနဲ့ထည့်ပြီးတော့အမှုတ်ကြရပါတယ်ရလာတဲ့အမှုတ်ကိုယူနေပူပူလေးနဲ့တကြားနှဲငယ်ရောပြီးကြိုလိုက်မယ်ဆိုရင်တော့ချောကလက်ပူပူလေးတစ်ခွက်ရရှိလာပါပြီဒါအောင်မှပြန်ပြီးအေးခံလိုက်မယ်ဆိုရင်တော့ဘာသာတုပစ္စည်းမှမပါဝင်တဲ့တဘာဝချောကလက်စစ်ကိုရရှိမှာဖြစ်ပါတယ်အဆုံးလေးကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်月片阿飞们，不不不，你记。